တချက်လောက်စဉ်းစားကြည့်ပါကမ္ဘာအင်အားကြီးအမေရိကန်နိုင်ငံမှာပြည်သူတွေကမေးတပြားမှမပေးရခဲ့ပေနဲ့သမ္မတဖြစ်လာတဲ့သူတယောက်ရှိရဆိုတာသင်သိပါသလားအားလုံးမင်္ဂလာပါ Horizon Pedagogy YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ဆရာပေါက်လို့ခေါ်ပါတယ်ဒီနေ့မှာတော့ GD ဆိုတဲ့ stage မှာအရေးကြီးတဲ့ Electoral College ကနေသမ္မတဖြစ်လာတာမဟုတ်ပဲတိုက်ဆိုင်မှုကြောင့်ဒါမှမဟုတ်ကံတရားကြောင့်သမ္မတဖြစ်လာတဲ့သူတယောက်အကြောင်းကိုရှင်းရှင်းလင်းလင်းတိတိမိမိတူတူတုတ်တုတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်းမှာပြောခဲ့တဲ့သူကတော့အမေရိကန်နိုင်ငံရဲ့38ရောက်မြောက်သမ္မတဖြစ်ခဲ့တဲ့ Gerald Ford အကြောင်းပါပဲပုံမှန်အားဖြင့်အမေရိကန်မှာသမ္မတဖြစ်ဖို့ဆိုရင်ပြည်သူတွေက Electoral College ဆိုတဲ့စနစ်နဲ့ရွေးကောက်တင်မြှောက်ရတာပါဒါပေမဲ့ Gerald Ford ကတော့ဒုတိယသမ္မတအဖြစ်နဲ့ရွေးချယ်ခဲ့ရစီမှာလဲပြည်သူရဲ့မေတ္တာမင်းမှမပါခဲ့တယ်လို့သမ္မတဖြစ်လာတဲ့အခါမှာလဲရွေးကောက်ပွဲကြောင့်ပဲဖြစ်လာတာမဟုတ်ပါဘူးဒါကြောင့်သူကို The Accidental President တိုက်ဆိုင်မှုကြောင့်ဖြစ်လာတဲ့သမ္မတလို့တော့တင်စားခေါ်ဝေါ်ကြပါတယ်1982ခုနှစ်မှာသမ္မတ Richard Nixon ကသူ့ရဲ့ဒုတိယမြောက်သက်တမ်း second term အတွက်အပြည့်အသက်နိုင်ရခဲ့ပါတယ်ဒါပေမဲ့1983ခုနှစ်မှာတော့သူ့ရဲ့ဒုတိယသမ္မတဖြစ်တဲ့ Spiro Agnew ဟာအာဂတိလိုက်စားမှုအရှုပ်တော်ပုံကြောင့်ယာရုကနေနှုတ်ထွက်သွားခဲ့ရပါတယ်ဒုတိယသမ္မတနေရာလွတ်လပ်သွားတဲ့အခါသမ္မတ Nixon ကတရားရောက်ကိုအစားထိုးခန့်အပ်ရပါတယ်အဲ့ဒီအချိန်မှာ Gerald Ford ကအောက်လွှတ်တော်မှာ Minority Leader လူနည်းစုပါတီခေါင်းဆောင်အဖြစ်တာဝန်ယူနေတဲ့သူပါသမ္မတ Nixon က Gerald Ford ကိုဒုတိယသမ္မတအဖြစ်ခန့်အပ်လိုက်ပြီးလွှတ်တော်ကလည်းအတည်ပြုပေးခဲ့ပါတယ်ဒီနေရာမှာကျောင်းသားတွေအမှတ်မှားတတ်တဲ့အချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ Gerald Ford က Speaker of the House ဆိုတဲ့အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးကနေသမ္မတဖြစ်လာတာမဟုတ်ပါဘူးသူက House Minority Leader နေရာကနေဒုတိယသမ္မတအဖြစ်အရင်ခန့်အပ်ခံရပြီးမှသမ္မတဖြစ်လာတာပါဒါဆိုရင်ကြီးကြတစ်ခုရှိပါတယ်ဒုတိယသမ္မတဖြစ်တော့တဲ့ Gerald Ford ကသမ္မတနေရာကိုဘယ်လိုဆက်ခံလိုက်တာလဲဆိုတာပါပဲအကြောင်းကတော့1984ခုနှစ်မှာသမ္မတ Nixon ကိုယ်တိုင်ကလည်း Watergate Scandal ကြောင့်ယာရုကနေနှုတ်ထွက်သွားရလို့ပါပဲဒီအခါမှာတော့ဒုတိယသမ္မတဖြစ်လာတဲ့ Gerald Ford ဟာ 25th Amendment အရအလိုလျောက်သမ္မတဖြစ်လာပါတော့တယ်နောက်ဆုံးအနေနဲ့အပေါ်မှာမပါခဲ့တဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကိုထပ်ပြီးဖြည့်ပြောသွားမှာဖြစ်ပါတယ်တခြားပိုပြီးယာရုကြီးရဲ့သူတွေ popular ပိုပြီးဖြစ်တဲ့သူတွေရှိရတဲ့သမ္မတ Nixon က Gerald Ford ကို Vice President လုပ်ဖို့ဘာလို့ခန့်အပ်ခဲ့တာလဲဆိုတဲ့အချက်ပါပဲ Nixon က Ford ကိုယူခဲ့တာဟာသူတော်လို့ဆိုတာချက်နိုင်ငံရေးအရာဘေးကင်းဖို့နဲ့လွှတ်တော်ရဲ့အတည်ပြုချက်မြင်မြင်ရဖို့ဆိုတဲ့အချက်တွေကြောင့်ဖြစ်ပါတယ်အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်နံပါတ်1 confirmability လွှတ်တော်ရဲ့ထောက်ခံမှုကိုအလွယ်တကူရနိုင်လို့ဒုတိယသမ္မတအသစ်ခန့်ဖို့အတွက်ဆိုရင်အထက်လွှတ်တော်ရောအောက်လွှတ်တော်ရောပါနှစ်ခုစလုံးရဲ့အတည်ပြုချက် majority vote လိုအပ်ပါတယ် Gerald Ford ကအောက်လွှတ်တော်မှာ25နှစ်ကြာအမတ်လုပ်ခဲ့ပြီးတော့လူချစ်လူခင်ပေါ်များတဲ့သူပါ Republican Party ရောသူတို့ရဲ့အတိုက်ခံ Democrat Party ပါနှစ်ဖက်စလုံးကသူ့ကိုယုံကြည်ကြတဲ့အတွက် Nixon က Ford ကိုရွေးရင်ကန့်ကွက်သူနည်းမယ်ဆိုတာကိုသိလို့ရွေးခဲ့တာပဲဖြစ်ပါတယ်နံပါတ်2 clean reputation တန်ရှင်းတဲ့ပုံရိပ်ရှိလို့ပါပဲအဲ့ဒီအချိန်မှာမူလဒုတိယသမ္မတ Spiro Agnew ကလက်စားမှုနဲ့ထွက်သွားရတာဖြစ်ပြီး Nixon ကိုယ်တိုင်ကလည်း Watergate Scandal ကြောင့်နာမည်ပြတ်နေတဲ့အချိန်မှာ Gerald Ford ကတော့ဘာအလျှော့တော်ပုံမှမရှိပဲရိုးသားဖြောင့်မတ်သူ honest and steady လို့နာမည်ကြီးပါတယ်အစိုးရရဲ့ပုံရိပ်ကိုပြန်ဆယ်ဖို့ဆိုရင် Ford ကအသင့်တော်ဆုံးသူဖြစ်တဲ့အတွက်ကြောင့်မလို့ Nixon ကရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်နံပါတ်3အနေနဲ့ Nixon အတွက်အာမခံချက်တစ်ခုဖြစ်လာနိုင်လို့ဖြစ်ပါတယ်ဒါကတော့နိုင်ငံရေးအရတွက်ချက်မှုပါပဲ Nixon ဟာသူယာရုကနေဖယ်ရှားခံရနိုင်တယ် impeachment လုပ်ခံနိုင်တယ်ဆိုတာကိုကြိုတင်ရေးမိနေပုံရပါတယ် Gerald Ford လိုစိတ်တော်ထားပြောပြသူယူသားတဲ့သူကိုဒုတိယသမ္မတတင်လိုက်ခြင်းအပြင်နောက်ပိုင်းမှာသူတကယ်ပဲယာရုကနေထွက်ရရင်တော့မှ Ford ကသူ့ကို pardon ဆိုတဲ့လူငင်းချမ်းသာခွင့်ပေးလိမ့်မယ်လို့ Nixon ကမျှော်လင့်ထားခဲ့တာလည်းဖြစ်နိုင်ပါတယ်တကယ်လည်း Ford ကသမ္မတဖြစ်လာတဲ့အခါ Nixon ကို full pardon ဆိုတဲ့အပြည့်အဝလူငင်းချမ်းသာခွင့်ပေးခဲ့ပါတယ်ဒီလောက်ဆိုအမေရိကန်သမိုင်းမှာပြည်သူရဲ့မေးတပြားမှမပါပဲသမ္မတဖြစ်လာတဲ့38ရောက်မြောက်သမ္မတ Gerald Ford ရဲ့ထူးခြားတဲ့သမိုင်းကြောင်းကိုတော်တော်လေးနားလည်သဘောပေါက်သွားပြီလို့မျှော်လင့်မိပါတယ် Gerald Ford ဟာ
ကန်ဒီယာရဲ့တိုက်ဆိုင်မှုတွေကြောင့်သမ္မတဖြစ်လာခဲ့ပေမယ့် Watergate အရှုပ်တော်ပုံတွေကြောင့်ကွဲပြားနေတဲ့အမေရိကန်နိုင်ငံကိုပြန်လည်တည်ငြိမ်အောင်ထိန်းချုပ်ပေးခဲ့တဲ့ခေါင်းဆောင်တူလည်းဖြစ်ပါတယ်။သမ္မတ Richard Nixon နဲ့ Watergate Scandal Watergate အရှုပ်တော်ပုံကြောင့်လည်းနောက်ဗီဒီယိုတွေမှာဆက်လက်တင်ပြသွားပါမယ်။ဒါဆိုအနည်းချုပ်ကြည့်အောင်။နံပါတ်1 Gerald Ford က Minority Leader ဘဝကနေဒုတိယသမ္မတအဲ့ဒီဒုတိယသမ္မတကမှတဆင့်သမ္မတဖြစ်လာခဲ့တဲ့သူပါ Speaker of the House ကနေပြီးတော့သမ္မတဖြစ်လာခဲ့တဲ့သူမဟုတ်ပါဘူးနံပါတ်2ဒီအဖြစ်အပျက်တွေဟာ Nixon ရဲ့ဒုတိယမြောက်သက်တမ်း second term မှာဖြစ်ခဲ့တာပါနံပါတ်3 Gerald Ford ဟာ American နိုင်ငံတမိုင်းမှာရွေးကောက်ပွဲမပါဘဲသမ္မတဖြစ်လာတဲ့တဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပါတယ်ဒီလိုဘဝတရားတွေကိုဆက်လက်လေ့လာဖို့နဲ့ GED သင်ခန်းစာတွေကိုအခုလိုရိုးရှင်းရှင်းသိရှိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ Horizon Pedagogy YouTube channel လေးကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့အောင်မရှင်းတာရှိရင် comment မထဲမှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်